Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့မနေ့ကမိတ်ဆက်ပေးခဲ့တဲ့ AO234 နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတချို့နည်းနည်းပြောသက်ရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လှုပ်ရှင်တဲ့သူလည်းရှိမှာပဲလေဒါအိမ်မနေနဲ့ဘာပြောငွေ2000ရတယ်ဆိုတော့ကိုအတွက်ကမဖို့လဲရတယ်အိမ်အတွက်ကိုလည်းဒါဘယ်လိုခေါ်မလဲဟင်းချက်ဆရာမိုးလေးပါရတယ်ပေါ့နော်အင်ရှင်မိုက်အတွက်ဆိုလို့ရှိရင်တော့ဆိုတော့ဒီလိုမျိုးဟာတွေကဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့အင်ရှင်မိုက်လုပ်လို့ရတယ်ပြီးလို့ရှိရင်ចောင်းသားចောင်းသူတွေလည်းလုပ်လို့ရတယ်ပြီးရုံးဝင်တဲ့အနေနဲ့လည်းဒီကိုအားလက်အချိန်ဒီမှာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့လိုမျိုးစကားပြောဗီဒီယိုလေးတစ်ပုဒ်တင်ရမယ်ပြီးလို့ရှိရင်စကားပြောဗီဒီယိုလေးတစ်ပုဒ်ပါရမယ်ပြီးလို့ရှိရင်ကိုစိတ်ချက်ဆော့ထားတဲ့ဗီဒီယိုလေး2ပုဒ်ပါရမယ်ပေါ့နော်စုစုပေါင်း3ပုဒ်ပါရမယ်ဆိုတော့အဲ့ဒီ3ပုဒ်ကိုကိုကနေရာကြိုက်တဲ့နေရာ3နေရာမှာတင်လို့ရပါတယ်ဗျနော်သူတို့သတ်မှတ်ပေးထားတာကျတော့ TikTok ရှိမယ် YouTube ရှိမယ် Facebook ရှိမယ် Instagram ရှိပါမယ်ဗျကိုကြိုက်တဲ့နေရာမှာတွားပြီးတော့ဒီဗီဒီယို3ပုဒ်ပေါ့နော်3ပုဒ်ကိုတနေရာမှာ3ပုဒ်3ပုဒ်3ပုဒ်စုစုပေါင်း9ပုဒ်စီတင်ရမှာဖြစ်ပါတယ်ဗျဆိုတော့ဒီလောက်ကအရင်လက်ခက်ခဲရလည်းမဟုတ်ဘူးလေပြီးတော့လွယ်ပါတယ်လုပ်ကြည့်ပါဆိုတော့ကျွန်တော်လက်တွဲခေါ်ပါတယ်ဗျာ AO234 မှာဆိုလို့ရှိရင်စာ AO234 ဆိုတဲ့ game website လေးမှာဆိုလို့ရှိရင်ဒါ game များစွာကိုလည်းဆော်လို့ရပါတယ်အနိုင်များတဲ့ WhatsApp တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်ပြီးတော့ကစားဖို့ကိုလည်းကျွန်တော်ဘက်ကနေဖိတ်ခေါ်ချင်ပါတယ်ဗျဆိုတော့ဒီ app ကကိုအနေနဲ့ပေါ့နော်ဒီလိုမျိုးလေးစကားပြောဒီ AO234 နဲ့ပတ်သက်တဲ့เนาะအကြောင်းအလေးတွေကိုပြောမယ်လို့ရှိရင်ကိုစိတ်ကြိုက်ဗီဒီယိုလေး2ပုဒ်ရိုက်မယ်ဘောင်းစုစုပေါင်း3ပုဒ်ဆိုတော့အဲ့3ပုဒ်ရိုက်ပြီးတဲ့အခါမှာကိုစိတ်ကြိုက်ဒီပေါ့နော် social ပေါ်မှာတင်မယ်ပြီးလို့ရှိရင်သူ့ရဲ့ group တွေကိုတင်ထားတဲ့ဗီဒီယိုရဲ့ link ကိုချပေးလိုက်ရုံနဲ့မြန်မာငွေကျပ်2000ရရှိမှာဖြစ်ပါတယ်ဗျအဲ့ဒီတော့အချိန်နောက်နေ့ကြဖို့မရှိပဲအခုပဲ AO234 နဲ့လက်တွဲဖို့အတွက်ကျွန်တော်ကနေအကြံပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ